1864ခုနှစ်တုန်းကပရုရှားရဲ့သိမ်းပိုက်မှုကိုခံလိုက်ရတဲ့ဒိန်းမတ်တောင်ပိုင်းဒေသတွေမှာဒိန်းမတ်လူမျိုးတို့ရဲ့အမျိုးသားရေးပြရုပ်ဖြစ်တဲ့ဒန်နဘရော့အနီရောင်နောက်ခံမှာအဖြူရောင်လက်ဝါးကတ်တိုင်ပါတဲ့အလံကိုအသုံးမပြုဖို့တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ဒီလိုနဲ့ဒိန်းမတ်တောင်သူတွေဟာသူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ကိုဖော်ပြဖို့အတွက်ထူးခြားတဲ့နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့ဟာဝက်တွေကိုစနစ်တကျမျိုးဆက်မွေးမြူခဲ့ကြပြီးကိုယ်တွေကအနီရောင်ဝမ်းပိုက်ပတ်လည်မှာအဖြူရောင်စင်းကျယ်ကြီးပါတဲ့ဝက်မျိုးစိတ်တစ်ကိုဖန်တီးခဲ့ကြပါတယ်။ဒီဝက်ကလေးတွေကိုကြည့်လိုက်ရင်ဒိန်းမတ်အလံရဲ့အယောင်နဲ့ပုံသဏ္ဍာန်ကိုအမှတ်ရစေပါတယ်။အစိုးရကအလံလွှင့်တာကိုပိတ်ပင်နိုင်ပေမဲ့ဝက်ခြံထဲကဝက်တွေကိုတော့နိုင်ငံရေးတင်ကေတလို့သတ်မှတ်ပြီးဖမ်းဆီးဖို့ဒါမှမဟုတ်တပ်ဆက်ပစ်ဖို့ဥပဒေအရလှုံ့ဆော်ဖို့ဘလို့မှမဖြစ်နိုင်ခဲ့ပါဘူး။ဒီဝက်ကလေးတွေဟာလမ်းပေါ်ထွက်ဆန္ဒပြတာမျိုးမဟုတ်ပဲနေ့စဉ်ဘဝရဲ့စိုက်ပျိုးမွေးမြူရေးကတဆင့်မိမိတို့ရဲ့ယဉ်ကျေးမှုကိုဘလို့ထိန်းသိမ်းခဲ့ကြသလဲဆိုတာကိုပြသနေပါတယ်။1920ခုနှစ်ဒိန်းမတ်တောင်ပိုင်းဒေသတွေမိခင်နိုင်ငံနဲ့ပြန်လည်ပေါင်းစည်းသွားတဲ့အခါမှာတော့ဒီဝက်ကလေးတွေရဲ့နိုင်ငံရေးအခမ်းကဏ္ဍဟာပြီးဆုံးသွားခဲ့ပါတယ်။စက်မှုလေယာစနစ်တွေကြောင့်ဒီဝက်မျိုးစိတ်ဟာမျိုးသုံးလူနီးပါးဖြစ်ခဲ့ပေမဲ့ယနေ့ခေတ်မှာတော့သမိုင်းဝင်အထိမ်းအမှတ်အနေနဲ့တီးတန့်ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။